อันนี้ซ่าน่ะมามีอยู่ทุกท่าตาမင်္ဂလာပါအမျိုးတို့ရေအမျိုးတို့ပေါ့နော်အငချင်ပေါ့နော်အနိစတစ်ခါပဲလုတ်ပြတယ်အခုနောက်တစ်ခါကိုတိတိချာချာလေးအမျိုးတို့မြင်အောင်လုတ်ပြမယ်နော်ဒါအနိစတို့ငချင်လုတ်ဖို့ရငါးတွေကိုစဆေးပြီပေါ့နော်ဒါအထပ်ပေါင်းများစွာဆေးရမှာပေါ့နော်အထပ်ပေါင်းများစွာဆေးရတဲ့ငချင်ကလေလုံးဝအခါရမရှိအောင်ပေါ့ရေကိုကြီးပြီးတော့မှအဲ့လိုမျိုးဖြစ်အောင်ဆေးရတဲ့ခေါင်းပါလို့မရအောင်နော်ငချင်ကကဲဒါဆိုအနိစတို့3ထပ်မြောက်ပြီနော်3ထပ်မြောက်တောင်ကြည့်လောက်10ထပ်ဆေးလို့တောင်ကြည့်ပါမလားပေတာတော့6ထပ်ပေါ့နော်6ထပ်မြောက်ဖြစ်ပါပြီတစားနည်းနည်းတော့ကြည်လာပြီပေါ့နော်မျိုးတို့အဲ့ငပြက်ကလေကောင်းတရားသားတဲ့စားလို့မကောင်းဘူးအမလေးတေးအောင်ခါတာတော့အနိစန်တော့အခါကြိုက်တာတော့မှလုံးဝမစားနိုင်ဘူးအဲ့ငါးချီခါတာကြအနိစန်တီးမခံနိုင်ဘူးကဲဒီတစ်ထပ်နဲ့ရပါပြီလို့ဒီလဲကြည်သွားပြီပေါ့နော်မျိုးတို့ရေးဒါငါတိတ်ဖို့ရပါတော့အစင်တင်းဖြစ်ပြီပေါ့အနိစန်ကြတော့ဘယ်လိုပြောမလဲဒါလေးကိုရေစစ်ထားမှာပေါ့နော်လုံးဝရေခြောက်သွားပြီဆိုမှ तू ကတိတ်လို့ရပါမယ်လို့ဒါတပိတ်တာပေါ့နော်အနိစန်ဒီနေ့သမင်းကတော့ပေါ်ဆားမွေးနဲ့ပဲလုပ်ထားလိုက်တာခဲဒီမှာနော်ဒါကတော့သမင်းနဲ့မှထည့်မဲ့စားပေါ့နော်ဒါသမင်းနဲ့စားနဲ့ကိုအရင်ဦးဆုံးရောသမမွေပြီးတော့အနိစန်တို့ထောင်းနာမှာပေါ့နော်ကဲသမင်းနဲ့စားနဲ့နေထားတဲ့ဟာလေးကိုပေါ့နော်သမင်းနဲ့ကိုလည်းစားတတ်ပါပေါ့နော်သူ့ကိုသမင်းကိုစီးနေအောင်အရင်ထောင်းထားပါမယ်လို့ငရှင်လုပ်တယ်မှာဒါအန်ဆန်တို့လုပ်တဲ့နီးပေါ့နော်အများကြီးလုပ်တဲ့သူတွေကတော့ဒီလိုလက်ပေါက်စစ်အောင်တော့ဘယ်လုပ်နိုင်မလဲအန်ဆန်တော့အိမ်စားလေးတေးလေးလုပ်တာမလို့နော်လုပ်နီးတယ်လဲတူချင်မှတူပါမယ်လို့မပြတယ်ဆိုတာလည်းမသိတဲ့သူတွေကိုပြတာပေါ့နော်အန်ဆန်လုပ်နေကြစားနေကြပါအန်ဆန်ငရှင်တယ်လည်းမဟုတ်တော့လေကဲအမျိုးတို့ရေဒီမှာနော်ဒီလိုလေးဖြစ်အောင်ပေါ့နော်ညက်သွားပြီနော်ဒီလိုလေးပေါ့အစီလေးတွေပျောက်သွားအောင်ပေါ့ကွယ်ပြောမယ်ဆိုတော့အဲ့လိုအစီလေးတွေပျောက်သွားအောင်ကဲအဲ့ဒါဆိုရပြီနော်ကဲခူးလက်လေးကိုရေလေးကင်လောင်းကင်ထားလားကဲအဲ့ပြီးလို့ရှိရင်ငရှင်ထောင်းမယ်လို့ငရှင်ကိုနေမယ်နော်မဆားကတော့ဒီလိုမျိုးပေါ့နော်ဒါဥဒတ်တဲ့ဆားနေရင်လည်းလေဒါဟွာပေါ့ငရှင်တပိတ်တာဆိုလို့ရှိရင်တဲ့လူကြီးတူမတွေပြောတဲ့စကားငရှင်တပိတ်တာဆိုစား30တာထည့်ရတယ်တဲ့သမင်းရောပါရောအပီးစီးပေါ့လေအဲ့လိုမျိုးစာဆိုထားတာရှိရနော်ငရှင်တပိတ်တာဆိုစား30တာပါတဲ့ကဲအဲ့ဒါလေးကိုအနိစန်တို့ထောင်းမယ်ပေါ့နော်တဝက်လောက်ထည့်လိုက်ပုံမဆန်းတော့ဒါတော့မှရေရှိတဲ့အနိစန်အချိန်မရှိတော့ဒါရေမပအောင်ထလုပ်ရမှာရေစစ်ပြီးမှထောင်းရမှာအနိစန်အချိန်မရှိတာနဲ့လှုပ်လိုက်ပြီအဲ့လိုလေးတွေပေါ့နော်ငါရဲ့အခန္ဓာကိုယ်လေးတွေကျူးကြည်တော့ဖြည်းဖြည်းချင်းထောင်းရတာပေါ့နော်ရွရွလေးထောင်းရတာပေါ့ထောင်းရင်းနဲ့သူ့လည်းနဲ့သူကပန်းချငါးလေးတွေကပြားပြီးတော့မှအဲ့လိုလေးတွေပေါ့နော်ခန္ဓာကိုယ်အယူအကျော်လေးတွေကျူးသွားကြည်သွားအောင်ထောင်းရတာပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်အနေစားနေမှာနော်သူ့ထမင်းထည့်ပေးလိုက်ပြီနော်ထမင်းနဲ့ရောထောင်းပါစီတော့ငချင်ကဒီမှာနော်အနေစားထုတ်တယ်မယ်နော်ငချင်ဒါထောင်းနာပြီပေါ့နော်ထောင်းနာပြီးသားငချင်ကိုလာကဲအဲ့လိုလေးပေါ့နော်အနေစားတော့ကတော့ဒီလိုလေးကဲအဲ့လိုလေးပေါ့နော်ဟုတ်ပြီအဲ့လိုပြီးလို့ရှိရင်ဒီလိုမျိုးပြန်ထုတ်ပြီဒီလိုပေါ့နော်ကဲအဲ့လိုမျိုးလေးလှုပ်ထားလိုက်တာပေါ့နော်အားကြပူလို့ကောင်းတာပေါ့ရောင်းနေသူတွေကလည်းလပပထုတ်တယ်မှာအနေသားတော့ဈေးတယ်လည်းမဟုတ်ဘူးကဲဒီလိုလေးတွေထုတ်ရတာပေါ့နော်နောက်တစ်ခု
ဲဟာချစ်ထုတ်နေရပဲအန်ဒီဆန်းကတော့3ထုတ်ပေါ့နော်အန်ဒီဆန်းရဲ့သေးမတစ်ထုတ်ထုတ်မယ်တဲ့ကဲအမျိုးတို့ရေငချင်ကတော့ကျိုးစားပန်းစားထုတ်တာဒီမှာကျမရဲ့သမီးလေးထုတ်ထားတဲ့ငချင်လေးဒီမှာလာလိုက်တာသူ့အထုတ်ကလေးမှာလာနော်သူကအမြင်ရှိတယ်ဗျအန်ဒီဆန်းတော့ဘလော့တပ်ပေါ့နော်အားလည်းသူတို့လောက်ဒီမှာသူကချစ်ထုတ်နေပဲဒီမှာကျိုးဘလို့မကိုလုတ်လို့ဘလို့မကိုလုတ်လို့မရတော့သူဟာမအန်ဒီဆန်းကလည်းသူဒီမှာအန်ဒီဆန်းကတော့နည်းနည်းဟွာလိုတာပေါ့နော်အန်ဒီဆန်းတော့မမီလို့ထုတ်ထားတာဒီမှာလာလေးတော့ရတယ်တပိတ်တောင်လေးတော့ရတယ်နော်ကဲအားလုံးတတနေကောင်းကြမှာကြပါစေ